တရက်မှအပြတ်မခံမဲ့ရွတ်ခဲ့တဲ့ပဋ္ဌာန်းကအခု2နှစ်ကျော်3နှစ်နီးပါးရှိသွားပဋ္ဌာန်းရွတ်တဲ့စွမ်းအားတွေကဘာတွေထူးခြားလဲဆိုတော့လေဘုန်းကြီးတက္ကရာတရားဝက်ပြန်ပြီးတော့ကျောင်းတက္ကဖွင့်ဝင်လာရင်အမွေးအနံလေးတွေမွေးအနံလေးတွေမွေးတယ်ဆိုတာကဟိုလိုရေမွေးစွတဲ့အနံနေမို့ခတ်သိန်းအနံနေထင်တယ်ပဋ္ဌာန်းဒေသနာရဲ့စွမ်းအားမှာလေနတ်တွေကပဋ္ဌာန်းတရားတွေကိုလာနာတယ်ဆိုတာရှိတယ်ဆိုတော့အဲ့ဓာတွေရွတ်တော့နတ်တွေရဲ့အနံ့တွေလာတယ်သူတို့က9နာရီပုံမှန်ရွတ်တယ်ဆိုတော့ဒီပုံမှန်လာနာတာရှိတယ်နော်မယုံမရှိနဲ့ပြိတ္တရွတ်ကောင်းတယ်ရွတ်လို့ရတချို့ကပဋ္ဌာန်းဒေသနာတော်တွေလူတွေရွတ်ကောင်းလားဖေရအယံမြင့်မြတ်တော့အိမ်မှာရွတ်လို့ရသလားဖယားတရားတော်ကပြိတ္တပူဇော်ရင်ပူဇော်တဲ့လူအကျိုးရှိတာဗောဖယားတရားတော်ရွတ်လို့တခုခုဖြစ်တယ်ဆိုတာဒါသဘာဝမကြဘူးလေဟုတ်လားလောကဟိတယဒုက္ခယဗုဒ္ဓလောကေဥပ္ပိဇတိလောကအကျိုးချမ်းသာဖို့ဖယားပွင့်လာတာတရားတော်တွေပွင့်လာတာပဋ္ဌာန်းရွတ်လို့မီးလောင်တယ်ဆိုတာသဘာဝမကြဘူးမရှိဘူးပြိတ္တမယုတ်ကောင်းဖို့လို့မပြောပါနဲ့ယုတ်ကောင်းပါတယ်ပုံမှန်သားရွတ်ရင်နတ်တွေတော့လာပြီးတော့နာတယ်ကိုယ်ကိုယ်တော်ဆောင်းလျှောက်တယ်ပဋ္ဌာန်းအစွမ်းနေနော်နောက်ပြီးတော့အဲ့ဒီပဋ္ဌာန်းရွတ်တဲ့စွမ်းအားရင်အရှင်ဘုရားကြောင်းကြီးဆောင်နေတာအလူကြီးတွေမျက်စိလဲပြီးကြောက်ရောက်လာအဲ့ဒါမျိုးလေးက15လမ်းကတက္ကမကြီးတယောက်သူရှာတာတခြားအကြောင်းကိုလာရှာတာအဲ့ဒါစိုက်ကားသမားကိုဟိုနေမေးပြီးတော့ကျောင်းဆောင်နေတဲ့အကြောင်းကိုလိုက်ပို့ပါဆိုတော့ကျောင်းဆောင်နေဟိုဘက်တိတ်ကကျောင်းလည်းစောင့်တယ်ဒီဘက်တိတ်ကကျောင်းကိုလည်းစောင့်တယ်အဲ့စိုက်ကားသမားကအရှင်ဘုရားအကြောင်းကိုလာပို့သွားတာလာပို့တော့တက္ကမကြီးတက်ရှာလာပြီးတော့ဖယားကလှူခြင်းလို့ဆိုတတ္တရတက်ဖယားကဒုတိယတက်ကအလှူခြင်းရှိပြီးသားအဲ့ဒါတပည့်တော်တတ္တရတက်အခန်းကိုလှူမယ်ဖယားဆိုလူမယ်ဘုရားဆိုတခါလှူပြီးတော့မှတပည့်တော်လာရှာတာအရှင်ဘုရားကြောက်မဟုတ်ဘူးဘုရားတဲ့ဟိုဘက်ကမတရားကြောင်းလာရှာတာလှူပြီးမှအဲ့ဒါဘုန်းကြီးကလည်းအားနာတယ်ဒီမကြီးအဲ့ဆိုရင်အဲ့ဆရာတော်ကြောင်းကိုပဲသွားလှူပါဒါတွေပြန်ယူသွားမဟုတ်ဘူးဘုရားတဲ့ရှင်ဘုရားကြောင်းကိုလည်းလှူပါမယ်ဘုရားတဲ့သရတရားပေါက်ပြီးတော့နှစ်ကြောင်းလှူပြစ်သွားတာပြောကျင်တာကအဲ့ဒီစိုက်ကားသမမျက်စိလဲပြီးတော့အလူရှင်ပို့လာတာတာမန်ကြောင်းတော့မဟုတ်ဘူးနော်ပရိသတ်ရဲ့နတ်တွေဆောင်းလျှောက်တဲ့ရှိတယ်အဲ့ဒါပဲဘုံကံတတိတော်ဟိုတနေ့ကဒီအရှင်ဘုရားတို့ဆရာလေးတွေတန်ဃာတော်များတဲ့ဒီ theory တစ်ခုတနေ့ကပဲကိုယ့်ကိုယ်ဆုံးမခြင်းဆိုစာလေးတစ်ပုဒ်ရေးဖို့တယ်ဘုံကံအတွက်တော့နှုံးစံနေမပြတ်ပါစေနဲ့ထုံးစံကတော့ဘုံကံဆိုတာကာယအားနဲ့လုပ်ယူလို့မရဘူးစရဏအားနဲ့မှရစရဏအားကောင်းရင်ဘုံကံတက်တယ်စရဏအားနဲ့ရင်အကျင့်နဲ့ရင်ဘုံကံပြတ်တယ်အကျင့်အားကောင်းရင်ဘုံကံတက်မယ်အကျင့်အားနဲ့ရင်ဘုံကံပြတ်မယ်ယုံကံနေရတဲ့ဘုံကံဆိုတာအကျင့်မပါလို့ဟာအဲ့ဒါကိုလက်ခံနိုင်အောင်ကြိုးစားယုံကံနေရတဲ့ဘုံကံဆိုတာအကျင့်မပါလို့လိုက်ပြီးတော့အလူခံနေရတယ်အာဖဏပြက်လို့ပါဘာလို့ပါလမ်းစေမရှိလို့ပါတခြားတရားဆိုင်နေကြမှာဘာသာကြမှာသွားပြီးတော့တချို့တန်ဃာတော်များကလိုက်အလူခံတော့တခြားဘာသာဝင်ကြီးကကိုယ်တန်ဃာတွေအထင်သေးတာကိုယ်တန်ဃာတွေအထင်သေးတော့ကိုယ်ဘာသာတရားတွေအထင်သေးရောကိုယ်ဘာသာတရားအထင်သေးတော့ဘုရားဘာသာဝင်ကြီးကဘယ်ခံနိုင်မလဲအဲ့ဒါရှိတော့ကိုယ်ဘာသာကိုစဉ်းစားရမှာငါအတွက်နဲ့သာသနာကိုမထိခိုက်ပါစေနဲ့ငါအတွက်နဲ့အများတန်ဃာကိုမထိခိုက်ပါစေနဲ့ကိုမကြောက်လို့ဝင်ကြီးတွေချိုးပေါက်ခြင်းလဲဆိုရင်ကိုယ်အခန်းနဲ့ကိုယ်ဘာသာကိုချိုးပေါက်ဘယ်သူမှမသိဘူးကိုယ်ပဲသိတယ်ကိုဖြစ်ရင်ကိုခံအများပရိသတ်ရှိမှချိုးပေါက်လိုက်တော့အများတန်ခါထိကြိုက်တယ်သာသနာရဲ့ image တွေပျက်စီးတယ်ဘုရားဘာသာရဲ့ image တွေပျက်စီးတယ်ပျက်စီးတာဒါကြောင့်မလို့ယုံကံနေရတဲ့ဘုံကံဆိုတာကျို့ယုံကံဟာဘုံကံတက်အောင်ဆိုလိုက်ပြီးတော့ယုံကံနေရမတမာတဲ့နိတွေရောမမှန်တဲ့နိတွေရောဘေရင်တို့ဘေရင်ဟောတော့တက်စင်လို့စိတ်ကူတာဒါတွေကအနေတနာအမှုတွေနဲ့ဘုရားကအာမပေးဘူးယုံကံနေရတဲ့ဘုံကံဆိုတာစရဏပြက်လို့ဖြစ်တာအကျင့်မပါလို့အကျင့်သာပါမယ်ဆိုရင်စရဏအားသာကောင်းမယ်ဆိုရင်စရဏအားကောင်းရင်ဘုံကံတက်တယ်စရဏအားနေရင်ဘုံကံပြက်မယ်ဆိုတော့ဘုံကံတက်ဖို့အတွက်ကာယအားနဲ့လုံမယူပါနဲ့စရဏအားနဲ့ကျင့်ယူပါဘာအားနဲ့ကျင့်ရအကျင့်နာကောင်းအောင်လို့တောထဲမှာနေတဲ့ဘုန်းကြီးနဲ့လာလူမဲ့လူကအပြည့်ဟုတ်လားအကျင့်ကောင်းဖို့အရေးကြီးတာအကျင့်ကောင်းရင်လူမဲ့တတ်မဲ့လူပေါ်တယ်ပြိဿရေဒါကြောင့်မလို့
အဲ့ဒီသရတရားနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးပြောချင်တာရုန်းကန်နေရတဲ့ဘဝတိတ်ပြီးတော့သရဏအကျင့်နေအားနေတာဖြစ်တဲ့တရားပဋ္ဌာန်းတရားဒေသနာတော်ယုံကြည်နေတာကိုယ့်ဘက်ကသရဏအကျင့်နေတာအာထုတ်အဲ့ဒီအာထုတ်တဲ့စွမ်းအားကတစ်ချိန်ချိန်မှာတက်လာလိမ့်မယ်ကံတွေကလေဒါကြောင့်လူတွေလည်းရွတ်ကြပါသံဃာတော်များလည်းရွတ်ကြပါပဋ္ဌာန်းစွမ်းအားမယုံမရှိပါနဲ့ပါမောက္ခချုပ်ဆရာတော်ကြီးပါချုပ်ဥက္ကဋ္ဌဆရာတော်ကြီးဆိုအမြဲတမ်းပဋ္ဌာန်းပဲပူဇော်တာဗမောဆရာတော်ကြီးဗမောဆရာတော်ကြီးကပဋ္ဌာန်းတရားပဲဟောတယ်သူကအမြဲတမ်းအချိန်ပြည့်ရွတ်တော့အဲ့ဒီပဋ္ဌာန်းရဲ့စွမ်းအားနဲ့နိုင်ငံတော်ရဲ့အဆင့်အမြင့်ဆုံးနေရာကိုရောက်သွားတာဆိုသိပြီးတော့အံ့ဩစရာကောင်းတာ